ဘာသူကဘာသာများအားလုံးအခုချိန်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကိုကြောက်ရွံ့နေကြတဲ့အချိန်ဖြစ်ပါတယ်အားလုံးအစိုးရိမ်နေကြတဲ့အချိန်ဖြစ်ပါတယ်ဒီချိန်မျိုးမှာလူတိုင်းကစိတ်ဖြစ်စီမှုတွေဖြစ်ပါတယ်သတင်းတွေကြည့်ပြီးတော့တချို့ဆိုရင်ကြောက်စိတ်တွေပဲတွေးသတင်းလည်းပဲကြည့်ပြီးရင်နောက်ထပ်ကြည့်ခြင်းနဲ့ကြောက်စိတ်ကြောင့်အဲ့သတင်းကိုပြန်ပြီးတော့ကြည့်ခြင်းမကြည့်လည်းပဲမသိမှဆိုလို့အဲ့ဒါမျိုးတွေဖြစ်ဒါကြောင့်မလို့အိမ်မှာနေတဲ့ပုဂ္ဂိုလ်တွေရောနောက်ပြီးတော့ရှေ့တန်းမှာနေရတဲ့ဝန်ထမ်းတွေရှေ့တန်းမှာနေရတဲ့ဝန်ထမ်းဆိုတာကျန်းမာရေးဝန်ထမ်းတွေဆရာဝန်တွေသူနာပြုတွေနောက်ပြီးတော့လုံခြုံရေးရရှေ့တန်းမှာနေရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတော့ပြည်သူရဲတွေတပ်မတော်တွေနောက်စီးပွားရေးအရာရှေ့တန်းမှာနေရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေကတော့ဘဏ်လုပ်ငန်းတို့နောက်ပြီးတော့စားကုန်တောက်ကုန်နဲ့ပတ်သက်ပြီးတော့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေအများရဲ့ကိုယ်စားလုပ်ငန်းခွင်ဝင်နေကြတယ်လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာအခုsocial distancing ဆိုတဲ့ policy တွေအဲ့ဒီ policy တွေကိုလိုက်နာနေကြတာအဲ့ဒါတော့တိတယ်လိုက်နာတယ်ဆိုရင်လည်းပဲဘေးရန်ကင်းတယ်ဆိုတာသိပ္ပံပညာရှင်တွေရောဆရာဝန်တွေရောပြောကြပါတယ်အဲ့ဒီလိုပြောပေမဲ့အိမ်မှာနေတဲ့ပုဂ္ဂိုလ်ကလည်းပဲအိမ်မှာနေရင်ဘေးကင်းတယ်လို့ဆိုပေမဲ့စိတ်ဖြစ်စီမှုဆိုတဲ့ဘေးကနေကင်းရလားစိတ်ဖြစ်စီမှုဘေးဒဏ်ကင်းရလားဒီဟာလေးပြောစရာရှိပါတယ်ဒါကြောင့်မို့လို့ဒီနေ့စရင်အရာ statistic အရာပြောမယ်ဆိုရင်ကိုရိုနာဖြစ်တဲ့ပုဂ္ဂိုလ်ကတစ်ကမ္ဘာလုံးမှာတသန်းမပြည့်ပါဘူးတန်ပေါင်း9400ရှိတာတသန်းမပြည့်ပါဘူးမပြည့်သေးပါဘူးနောက်ပြီးတော့အသက်ဆုံးရှုံးတဲ့ပုဂ္ဂိုလ်လည်းပဲ3000ကျော်ဒါပေမဲ့သူတို့ကနေပြီးတော့ဖြစ်စေတဲ့သူတို့ကနေပြီးတော့ဖန်တီးလိုက်တဲ့ကြောက်စိတ်ကလူဦးရေတန်ပေါင်း9400စလုံးကိုကြောက်စိတ်ဖြစ်စေတယ်အရန်ကိုတုန်လှုပ်စေတယ်ဒါကြောင့်မလို့အိမ်မှာနေတဲ့ပုဂ္ဂိုလ်လည်းပဲမတုန်လှုပ်အောင်လုပ်ငန်းမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဘဏ်လုပ်ငန်းတို့ဒါတိုင်းပြည်တိုင်းရဲ့စီးပွားရေးအသက်ဘဏ်လုပ်ငန်းတွေလဲပတ်တဲ့ခါကျမှလုပ်ငန်းတွေလဲပတ်မှာမို့လို့စီးပွားရေးနှလုံးသားဖြစ်တဲ့ဘဏ်လုပ်ငန်းနောက်ပြီးတော့ကျန်းမာရေးရဲ့ဘဏ်နှလုံးသားဖြစ်တဲ့ဆေးရုံတွေနောက်ပြီးတော့ပြည်သူရဲ့ဘဝအားလုံးမှာအုပ်ချုပ်ရေးနဲ့ပတ်သက်တာတွေရောဆက်ဆိုင်နဲ့ပတ်သက်တာတွေရောအကုန်လုံးသူများအိမ်မှာနေပေမဲ့မနေရတဲ့အစိုးရဝန်ထမ်းတွေနောက်ပြီးတော့ပြည်သူ့ရဲဝန်ထမ်းတွေတပ်မတော်ဝန်ထမ်းတွေအားလုံးအတွက်ဒီနေ့စိတ်ဖြစ်စီမှုဖြည့်ရှင်ရေးနေ့တိုင်းလုပ်ငန်းမစခင်လေးမှာစနိုင်လေ့ကျင့်နိုင်အောင်နောက်ပြီးတော့နေ့လည်စားတဲ့အချိန်ရတဲ့အချိန်လေးမှာလည်းပဲလုပ်နိုင်အောင်လေ့ကျင့်နိုင်အောင်အင်္ဂလိပ်လိုပြောရင်တော့ mindfulness based stress reduction ခေါ်တာပေါ့ MBSR တတိပဋ္ဌာန်အခြေခံတဲ့စိတ်ဖိစီးမှုလျှော့ချရေး
လို့ခေါ်ပါတယ်မြန်မာနိုင်ငံကသတိပဋ္ဌာန်ကျင့်စဉ်ကို American နိုင်ငံ MIT ဆေးရုံမှာတက္ကသိုလ်ရဲ့ဆေးရုံမှာ1986ခုနှစ်ကတည်းကစပြီးတော့လေ့ကျင့်လာတဲ့အရာဖြစ်ပါတယ်ဒီအရာနှစ်ခုဒီလေ့ကျင့်လာတဲ့အရာကိုအခု Oxford တက္ကသိုလ်ကOxford Mindfulness Center ဆိုတော့အဲ့မှာဘုံဘုံ level trustee ဖြစ်ပါတယ်သူတို့ကနေပြီးတော့သတိပဋ္ဌာန်ခြေခံပြီးတော့လူတွေကို online နဲ့သင်ပေးတဲ့ဟာလေးရှိတယ်အဲ့ဒါလေးဘုံနည်းနည်းပါဖတ်ပြခြင်းတယ် We understand that for many this pandemic brings great worry and uncertainty in many aspects of their lives and hope that by offering these mindfulness online sessions they provide some practical guidance and support to help people manage these challenging times. Also တက္ကသိုလ်ရဲ့သတိပဋ္ဌာန်ဌာနကပြောတာပဲဖြစ်ပါတယ်အခုချိန်မှာဒီကိုရိုနာဆိုတဲ့ယောဂကြီးကြောင့်လူတိုင်းကစိုးရိမ်မှုတွေနောက်ပြီးတော့မသေးချာမေးရမှုတွေဘဝထဲမှာနေရာတိုင်းမှာရှိနေပါတယ်ဒါကြောင့်မို့လို့ဒီသတိပဋ္ဌာန်ကျင့်စဉ်online အနေပြီးတော့သင်ကြားပေးခြင်းအပြင်လူတိုင်းကကိုယ့်ရဲ့ဘဝကိုစိတ်အရန်ကြီးမစိုးရိမ်ပဲနဲ့ကိုယ်စိုးရိမ်မှုနဲ့စိတ်ဖိစီးမှုကိုကင်တွယ်နိုင်အောင်အထောက်အကူဖြစ်လိမ့်မယ်လို့ Oxford တက္ကသိုလ်ကဆိုပါတယ် Harvard တက္ကသိုလ်ရဲ့ကျန်းမာရေးဌာနနော်ကျန်းမာရေးဌာနလည်းဘာပြောတော့ဆိုတော့အခုဝင်ကြည့်နိုင်ပါတယ်နော်အဲ့မှာသူက practice mindfulness and acceptance တတိပဋ္ဌာန်လေ့ကျင့်ပါတယ်အခုလောလောဆယ်အခြေအနေကဘာဖြစ်နေတယ်ဆိုတော့အဲ့ဒီအခြေအနေကိုလက်ခံပါ acceptance လက်ခံပါအခြေအနေကအရန်ကိုinconvenience ဆိုတာကအစမပြေမတက်မတာဖြစ်နေတဲ့အိမ်မှာနေရလို့ဒါမှမဟုတ်လုပ်ငန်းခွင်မှာလုပ်တဲ့ခါမှာလည်းပဲခါတိုင်းလိုမဟုတ်ပဲနဲ့ဒီကိုကာကွယ်တဲ့ဝတ်စုံတွေဝေရတဲ့အတွက်ကြောင့်မလို့စိတ်တွေကျဉ်ကျပ်နေတာတွေအဲ့ဒါမျိုးတွေဖြစ်ရင်တဲ့ဒါအခြေအနေကြောင့်တော့တကဘာလုံးကဖြစ်ဖို့နေတဲ့ဒီကတ်ကြီးကြောင့်ဒါမဖြစ်မနေလောက်ရတာပါဆိုပြီးတော့ကိုလက်ခံပါတယ်နော် focus on asking what now rather than why အခုဘာဖြစ်နေတယ်ဆိုတာကိုကြည့်ပါတဲ့ဘာဖြစ်လို့ဒီလိုဖြစ်ရတာတုံးဆိုတာအဲ့ဒီဟာသွားပြီးတော့မကြည့်ပါနဲ့ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆို why ဆိုပြီးတော့ခဏသွားပြီးတော့မေးရင်အဲ့ဒါမသိစိတ်ကသွားပြီးတော့မေးနေတာဖြစ်လိမ့်မယ်စိုးရင်စိတ်နဲ့သွားပြီးတော့မေးနေတာဖြစ်လိမ့်မယ်အဖြေလိုချင်လို့မေးနေတာမဟုတ်ပဲနဲ့ကြောက်လို့မေးနေတာဖြစ်သွားပါလိမ့်မယ်ဒါကြောင့် what now ဆိုတာကအခုလောလောဆယ်မှာဘာဖြစ်နေတာတော့ဘာလုပ်နေရတာတော့အဲ့ဒါလေးကိုကြည့်ပါတယ် practice patience with yourself and others အများနဲ့မိမိအတွက်လူအများစုဟာကောင်းတာမှန်တာတွေကိုလုပ်နေကြတယ်ဆိုပြီးတော့စိတ်ချပါတဲ့မှန်ပြင်းရှင်တွေအခုနေ့မနာညမအားအောက်ဆိုတက္ကသိုလ်မှာရောကမ္ဘာပေါ်မှာတက္ကသိုလ်တွေအသီးသီးအစိုးရရဲ့သိမှန်ဌာနအသီးသီးဒီကိုရိုနာဗိုင်းရပ်စ်ရဲ့အကြောင်းကိုသူတွေနာလုပ်နေပါတယ်နောက်ပြီးတော့ဆေးတွေလည်းပဲရှာနေပါတယ်တစ်ချိန်တည်းမှာပဲရှိတဲ့ဆေးနဲ့တိထားတဲ့ဆေးနဲ့လည်းပဲကုသတာလူအများစုကတော့ပြန်ပြီးတော့ယောဂပျောက်ကင်းပါတယ်အများစုကပြန်ပြီးတော့ယောဂပျောက်ကင်းပါတယ်တရုတ်ပြည်မှာပဲဖြစ်အမေရိကန်မှာပဲဖြစ်ဥရောပမှာပဲဖြစ်အများစုကပြန်နေပြီးတော့ယောဂပျောက်ကင်းပါတယ်Now, Harvard တက္ကသိုလ်ကထပ်ပြီးတော့ပြော anxiety is an emotion that tends to seek out confirmation. Anxiety is an emotion that tends to seek out confirmation.
စိတ်စိုးရင်လာတဲ့အခါမှာအဲ့စိုးရင်မှုကသူစိုးရင်တာမှန်ပါတယ်ဒီစိုးရင်စိတ်မှန်ပါတယ်ဆိုပြီးတော့ confirmation နဲ့လိုက်ရှာနေတာဆိုလိုတာကတစ်ဖက်သက်ပဲတွေးတယ် negative ဘက်ကိုပဲတွေးတယ်လို့ဒီလိုဆိုချင်တာအဲ့ဒီလိုဖြစ်ရင်အိမ်မှာပဲနေအလုံးမှာပဲနေကိုယ့်ရဲ့စိတ်ကိုယ့် emotion ကိုပြန်ပြီးတော့တတိတရားနဲ့စောင့်ရှောက်ပါလိမ့်မယ်စောင့်ရှောက်ဖို့လိုအပ်ပါတယ်အဲ့ဒါကြောင့် acknowledge your emotion with understanding and then turn your mind to other things ကိုယ်စိတ်ပူနေတဲ့ဟာကိုအတိမပြုလိုက်ပါအော်ဒီမှာစိတ်ပူနေတယ်ပြီးရင်စိတ်ကိုတခြားအရာအစီကိုပို့လိုက်ပါတယ်ဘယ်လိုလုပ်ရမှာလဲဆို is understandable I'm concerned about the current situation အခုပြစ္ဆုတ်ပံအခြေအနေထားမှာငါစိုးရိမ်နေတာဒါတဘာဝရှိပါတယ်တဘာဝကြပါတယ်ဆိုပြီးတော့အတိမပြုပါကိုယ့်ရဲ့စိုးရိမ်မှုကိုအတိမပြုပါသူ့ကိုသွားပြီးတော့လိလူမရှုနဲ့ဖိနှိပ်မထားနဲ့နောက်တစ်ဖက်ကလည်းပဲသူ့နောက်ကိုပါမသွားအောင်အဲ့ဒီကြောက်စိတ်နောက်ကိုနော်တရွတ်တိုက်ပါမသွားအောင်ဘယ်လိုလုပ်မှာ and I understand worry is not an effective way to respond နောက်ပြီးတော့စိုးရိမ်မှုဟာထိရောက်တဲ့တုံ့ပြန်မှုမဟုတ်ဘူးဆိုတာငါသိတယ်ဆိုပြီးတော့ကိုယ့်ကိုပြောပါတယ်အဲ့တော့လိုအပ်တာကတည်မှန်သမျှမကြည့်ပဲနဲ့ Facebook မှန်သမျှမကြည့်ပဲနဲ့အရေးကြီးတဲ့ဌာနတွေပဲကြည့်ပါဥပမာကျန်းမာရေးဌာနကပြောတာတွေနောက် WHO ကပြောတာတွေထိတ်တန့်တက္ကသိုလ်ကပြောတာတွေနောက်ပြီးတော့ထိတ်တန့်သတင်းဌာနဥပမာ BBC တို့ CNN တို့သူတို့ကပြောတာတွေအဲ့ဒါတွေပဲအဓိကထားကြည့်ပါကြည့်ပြီးရင် take a break ဒီမှာ take a break from watching the news and focus on the things that are positive in your life အဲ့ဒီတည်နေကိုအမြဲတမ်းလိုက်ပြီးတော့ကြည့်နေတဲ့ဟာ Viber တွေWhatsApp တွေ WeChat တွေ Line တွေအဲ့ဒါတွေအဲ့နောက်ကိုတခါတည်းအမြဲတမ်းလိုက်နေတာတဲ့အရေးကြီးတဲ့အဓိကအရေးကြီးတဲ့သတင်းကိုပဲ fact ကိုပဲရအောင်ယူပြီးတော့ရအောင်ကြည့်ပြီးတော့ကျန်တဲ့အချိန်မှာတော့ဘဝမှာ positive ဖြစ်တဲ့အရာတွေကိုကြည့်ပါနော် focus on the things that are positive in your life and things that you have control over ကိုဘဝထဲမှာအဆင်ပြေတဲ့ဟာတွေပြန်စဉ်းစားပါကိုမှနေစရာရှိတယ်နိုင်ငံတိုင်းကအစိုးရတွေကဒါကိုဂရုစိုက်ပြီးတော့တတ်နိုင်တဲ့လောက်လုပ်နေကြတယ်ဘယ်အစိုးရမှတော့လုံးဝပြင်ဆင်ထားတယ်ဆိုတာမရှိပါဘူးအမေရိကန်လည်းမရှိဘူးအင်္ဂလန်လည်းမရှိဘူးတချို့ခုမှပြည်စည်းတွေမှာတယ်အမေရိကန်လည်းပဲခုမှအမေရိကန်သမ္မတက GM model ကိုဆေးပစ္စည်းတွေ ventilator တွေထုတ်ခိုင်းတယ်အင်္ဂလန်ဆိုရလည်းခုမှမှားတာတွေရှိတယ်အဲ့ဒါကြောင့်လုံးဝပြင်ဆင်ထားတဲ့အစိုးရဆိုတာမရှိဘူးဒါပေမဲ့သူတို့ကတတ်နိုင်တယ်အကုန်လုပ်နေတယ်ဒီကြားထဲမှာပဲBill Gates လို့တထေးတွေစေနာရှင်တွေနိုင်ငံစေနာရှင်တွေဝိုင်းပြီးတော့လုပ်နေကြတယ်အမေရိကန်နိုင်ငံမှာဆိုရင်လည်းအဲ့လိုလုပ်ကြတယ်အင်္ဂလန်နိုင်ငံမှာအငိမ့်စားယူသွားတဲ့ဆရာဝန်တွေသူနာပြုတွေ2000နဲ့အလုပ်ပြန်ဝင်တယ်ဒီအတွက်အလုပ်ပြန်ဝင်တယ်နိုင်ငံတိုင်းမှာအဲ့လိုရှိတယ်မြန်မာနိုင်ငံမှာလည်းပဲသူနာပြုလေးတွေတချို့သူနာပြုရင် ambulance ထဲမှာထိုင်ပြီးတော့တရက်ကွက်ဝင်တရက်ကွက်ထွက်ပညာတွေပေးတယ်လူထုတွေကိုပညာပေးတယ်ဘယ်လိုနေရမယ်ထိုင်ရမယ်လုပ်ပေးကြတယ်တချို့ဘုန်းတော်ကြီးတွေဗုဒ္ဓဘာသာရောခရစ်ယာန်ရောအစ္စလာမ်ရောဟိန္ဒူရောအဲ့လိုသူတို့တတ်နိုင်တဲ့ဘက်ကလုပ်နေကြတယ်ပညာပေးတာတွေတစ်ဖက်ကမပေါ့အောင်တစ်ဖက်ကလည်းပဲကြောက်စိတ်တွေမလွန်အောင်အိမ်နာချင်းနဲ့အဆက်အသွယ်တွေရှိအောင်အဲ့ဒါမျိုးတွေ
စူးစမ်းပြီးတော့လုပ်ပေးနေကြတယ်ဒါကြောင့်ဒီလိုအချိန်မှာကောင်းတာတွေအများကြီးရှိတယ်ဆိုတာအဲ့ဒါလေးသတိရပါကောင်းတာတွေအများကြီးရှိတယ်ဒီလိုကတ်မျိုးကိုဒီလိုကတ်ယောဂမျိုးကိုကဘာကြီးကအကျဉ်းချင်းရင်ဆိုင်ခဲ့ပြီးပါပြီဒီပြီးကြတဲ့နှစ်20အတွင်းမှာဆိုရင်ဒါတတိယအကျဉ်းပါပဲငှက်ဒုတ်ကွေးတို့နောက်ဝက်ဒုတ်ခွေးတို့နောက်အခုဒီ coronavirus အကျိန်တိုင်းအီဘိုလာဆိုတဲ့အာဖရိကမှာဖြစ်တဲ့အဲ့ဒါထက်တွက်တယ်ဆိုရင်၄ခုရှိပြီဒီလိုကတ်ယောဂမျိုးဖြစ်လာတိုင်းဘာလို့ရမယ်ဆိုတာသိတဲ့ပုဂ္ဂိုလ်တွေသိပ္ပံပညာရှင်တွေအများကြီးရှိပါတယ်caring ဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်ဒါကြောင့်မို့လို့စုပေါင်းပြီးတော့ဒီလိုကိုကြရအခန်းကဏ္ဍနေပြီးတော့ကိုဝိုင်းလောက်ကြမယ်ဆိုရင်ဒီကတ်ကြီးကိုကြောနိုင်ပါတယ်ဆိုပြီးတော့ယုံကြည်စေခြင်းနဲ့အခုအချိန်ကစပြီးတော့တရားထိုင်တာလေးစိတ်ဖိစီးမှုလျှော့ချဖို့အတွက် stress management အတွက်တရားထိုင်တာလေးသင်ပေးခြင်းပါတယ်လုပ်ငန်းထဲမှာဆိုရင်လုပ်ငန်းထဲမှာထိုင်ပါကိုယ်ကလထိုင်မှာထိုင်ပါရက်နေနဲ့လည်းပဲ2မိနစ်3မိနစ်မျက်လုံးမမိတ်ပဲနဲ့ဝင်လေထွက်လေကိုကြည့်နိုင်ပါတယ်အဓိကကတော့ဒီ Harvard တက္ကသိုလ်ရဲ့ website မှာပြောတဲ့အတိုင်း deep breathing ဆိုတာကဝင်လေထွက်လေကိုလုံလောက်ပြည့်ဝရှူသွင်းပေးဖို့အရေးကြီးပါတယ်ဒီလိုရှူသွင်းနေဆိုရင်ကိုယ့်ရဲ့အဆုတ်ကအားကောင်းတယ်အခုယောဂါကအဆုတ်ကိုအဓိကထားပြီးတော့သူတိုက်ခိုက်တာဒီ virus ကဒါကြောင့်မို့လို့အဆုတ်ကိုအားကောင်းအောင်လုပ်မယ်ဆိုရင်နံပါတ်1စိတ်ကိုစိုးရိမ်စိတ်မှုအရန်ကြီးလွမ်းမသွားအောင်လုပ်ရမယ်တဲ့နံပါတ်2ကတော့ဝင်လေထွက်လေကြနနာရှူရှိုက်ပြီးတော့အဆုတ်ကိုအားကောင်းလုပ်ရမယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ immunity ကိုယ်ခံအားကောင်းလုပ်မယ်ဒါကြောင့်ခုချင်စားပြီးတော့မျက်လုံးမိတ်နိုင်လဲမိတ်ပါမျက်လုံးမမိတ်နိုင်တဲ့နေရာဆိုရင်လည်းပဲမျက်လွှာလေးကိုနည်းနည်းလေးအောက်ချထားပါပြီးရင်ဝင်လေကြနနာရှူရှိုက်ပါ slow and deep breathing ပြောရမယ်အင်္ဂလိပ်လို slow and deep breathing ဝင်လေရှူတဲ့အခါမှာ1 2 3 4 5ဆိုပြီးတော့ဖြည်းဖြည်းညင်တန်လေးနဲ့တစ်ခါနဲ့5အထိရည်တွက်ပါထွက်လေကိုတော့ဒီတိုင်းပဲရှူထုတ်ပါညင်သားလေးရှူထုတ်ပါဝင်လေ1 2 3 4 5ထွက်လေညင်သားလေးရှူထုတ်ပါအခုချိန်မှာနှစ်ဖူးမှာကြွက်သားတွေတင်းနေတာခံစားလိမ့်မယ်တင်းနေတဲ့ကြွက်သားကိုကရုဏာစိတ်နဲ့ compassion နဲ့တနာတဲ့စိတ်နဲ့ကြည်ပေးပါသူ့ကိုသွားပြီးတော့အပြစ်လည်းမတင်နဲ့မတင်းအောင်ဆိုပြီးတော့လည်းပဲသူ့ကိုသွားပြီးတော့မပြောနဲ့တင်းနေတာလေးကိုအတိမတ်ပြုလိုက်ပါစိတ်ပင်ပန်းနေလို့ဒီကြွက်သားတွေတင်းနေပါတယ်ဒါကြောင့်
ဒီကြွက်သားတွေအတွက်ဝင်လေထွက်လေချမ်းချမ်းသာသာရှုရှိုက်ပေးပါခါတိုင်းထက်ပိုပြီးတော့နည်းနည်းလေးအားဆိုင်ပြီးအသက်ရှူပေးပါဒါပေမဲ့ညင်ညင်သာသာပဲရှူရှိုက်ပါအားဆိုင်ပြီးတော့ညင်ညင်သာသာရှူရှိုက်ပါ slow deep and gentle breathing slow deep and gentle breathingအခုတခါဘာပြင်နှစ်ဖက်ကကြွက်သားတွေတင်းနေတာလည်းတွေ့ရလိမ့်မယ်နှခမ်းသားတွေအထက်ရောအောက်ရောတင်းနေတာလည်းတွေ့မယ်ဒါတွေဟာ stress ကြောင့်ပါစိတ်ဖိစီးမှုကြောင့်ပါဝင်လေထွက်လေချမ်းချမ်းသာသာရှူရှိုက်ပြီးတော့စိတ်ဖိစီးမှု stress ရှိနေတာကိုလက်ခံပါအော်ဒီမှာstress ဖြစ်နေတယ်ဆိုပြီးတော့ကိုကရုဏာနဲ့လက်ခံပေးပါ accept the tension of the muscles around your face with compassion with understanding ကရုဏာစိတ်နဲ့နားလည်တဲ့စိတ်နဲ့တကဘာလုံးကဒီလိုဖြစ်နေလို့နေမှုထိုင်မှုသွားမှုလာမှုအကုန်လုံးပြောင်းလဲသွားလို့ဒီလို stress တွေဖြစ်နေတာဒါကိုနားလေတယ်ဝင်လေထွက်လေကြကြနနရှုရှိုက်ပါအခုနားနှစ်ဖက်မှာရောနောက်ပြီးတော့ဥကောင်းတစ်လျှောက်မှာရောကြွက်သားတွေတင်းနေသလားတင်းနေတယ်ဆိုရင် stress တွေရှိနေလို့မနေ့ကစိတ်ဖိစီးမှုကဒီနေ့ကိုရောက်လာတယ်အရင်ဘက်ကစိတ်ဖိစီးမှုဒီဘက်ကိုတဲလာတယ်အရင်လကစိတ်ဖိစီးမှုဒီလကိုတဲလာတယ်ဒီအရာတွေကိုဒီ tension တွေကဒီ muscle တင်းမာမှုတွေက message ပေးနေတာဒါကြောင့်မို့ဝင်လေထွက်လေရှူရှိုက်ပြီးတော့ခန္ဓာကိုယ်ကို relax လုပ်ပေးပါအကြောတွေဖြည့်လျှော့ပေးပါဝင်လေထွက်လေချမ်းချမ်းသာသာရှူရှိုက်ပါပြီးတော့ဒီနေ့စိုးရိမ်တဲ့စိတ်နဲ့လက်ဆေးရည်ရောဒါမှမဟုတ်ဆပ်ပြာနဲ့ရောလက်ဆေးတာဘယ်နှကြိမ်ရှိပြီတော့လက်ဆေးခဲ့တဲ့ဟာလေးကိုပြန်ပြီးတော့မျက်စိထဲမှာမြင်အောင်ကြည့်ပါလက်ဆေးခါနီးအချိန်တိုင်းမှာ stress တွေဖြစ်နေတယ်စိုးရိမ်မှုတွေဖြစ်နေတယ်ဝင်လေထွက်လေချမ်းချမ်းသာသာရှူရှိုက်ပြီးတော့အဲ့ဒီ stress တွေကိုလက်ခံလိုက်ပါအတိမတ်ပြုလိုက်ပါ acknowledge လုပ်ပါ recognize လုပ်ပါ accept လုပ်ပါလက်ခံပါ
အခုတခါကိုယ့်ရဲ့မိသားစုဖွဲ့ဝင်တွေခဏခဏလက်ဆေးရပါတယ်လုပ်ငန်းခွင်မှာလည်းပဲဘဏ်တွေမှာဆေးရုံတွေမှာမဖွင့်မဖြစ်ဖွင့်ထားရတဲ့ဆိုင်တွေမှာအဲ့ဒီလိုပဲခဏခဏလက်တွေဆေးနေကြတယ်ဆေးတိုင်းသူတို့လည်းပဲစိတ်ဖြစ်စီမှုတွေရှိတယ်ကြောက်စိတ်တွေရှိတယ်မကြောက်လို့လည်းမရဘူးသူတို့ရဲ့ကြောက်စိတ်ကိုလည်းပဲအတိမတ်ပြုလိုက်ပါ acknowledge လုပ်ပါကိုလို့ဖို့ခံဖက်တယ်ကိုရဲ့ customer တွေကိုရဲ့လူနာတွေဝင်လေထွက်လေမှန်လေးရှုရှိုက်ပေးပါအခုတခါဒီနေ့သတင်းဖတ်ထားတဲ့ဟာတစ်ခုလေးပြန်ပြီးတော့သတိရပါ Fiverr ထဲမှာလား Facebook ထဲမှာလား website မှာလား website ပေါ်မှာလား television ထဲမှာလား radio ထဲမှာလားအဲ့ဒီအချိန်မှာဖတ်ပြီးတော့ဖြစ်တဲ့စိုးရိမ်တဲ့စိတ်အဲ့စိုးရိမ်စိတ်ကနေပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ဖြစ်စီမှုအဲ့ဒါတွေကိုပြန်ပြီးတော့အတိမတ်ပြုပါဝင်လေထွက်လေမှန်ရှုရှိုက်ရနဲ့အတိမတ်ပြုပါ1 2 3 4 5ရည်တွက်ဖို့မလိုတော့ပါဘူးဝင်လေထွက်လေကြံ့ကြံ့နဲ့ပုံမှန်ပဲရှုရှိုက်ပါပြီးရင်သတင်းဖတ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့စိတ်ခံစားမှု anxiety worry fear စိုးရိမ်တဲ့စိတ်ကြောက်တဲ့စိတ်အဲ့ဒါတွေကိုအတိမတ်ပြုပါအခုတခါဝင်လေထွက်လေပြန်ပြီးတော့စိတ်ကိုပို့ပေးပါဝင်လေကိုတစ်ကနေ9ထိရည်တွက်ပေးပါဖြည်းဖြည်းသာသာညင်ညင်သာသာလေးရှုရှိုက်ပါဆက်လက်ပြီးတော့ရှုရှိုက်ပါတစ်ကနေ9ထိဝင်လေကိုရည်တွက်ပါထွက်လေကြတော့ဒီတိုင်းပဲပုံမှန်ရှုထုတ်ပါခြေတွေလက်တွေတင်းနေသလားတင်းနေတယ်ဆိုရင် short ပေးပါ relax လုပ်ပေးပါအခုတခါ positive ဖြစ်တဲ့ဟာလေးတွေးကြမယ်နံပါတ်1ကတော့ဘာတွေပဲနေရာမှာဖြစ်နေတယ်ဆိုတာကိုသိနိုင်တဲ့စွမ်းရည်တို့လူသားများရှိနေကြတယ်ဖုန်းတွေလက်ထဲမှာရှိတယ်အင်တာနက်တွေရှိကြတယ်ဘယ်နိုင်ငံမှာဘာဖြစ်နေတယ်ဆိုတာကိုသိတယ်သိပြီးတော့ကြိုတင်ကာကွယ်ထားနိုင်တယ်ဒါအမှန်မှကောင်းမွန်တဲ့အရာတစ်ချက်ပါ
တယ်လီဖုန်းမပေါ်ခင်ခေတ်တုန်းကပြီးခဲ့တဲ့နှစ်ပေါင်း200 300ခေတ်တုန်းကဆိုရင်ဒီလိုကက်ယောဂမျိုးဖြစ်လူတွေ10 တန်းကျော်တန်း20လောက်အသက်ဆုံးရှုံးခဲ့ရတဲ့အချိန်ရှိပါတယ်အခုခေတ်ကြတော့ဘယ်နေရာမှာဘာဖြစ်တယ်ဘယ်လိုကုသရမယ်ဘယ်လိုနေထိုင်ရမယ်ဆိုတာသိလို့ဘယ်လိုသတိထားမယ်ဆိုတာသိလို့ယောဂကုသတဲ့ဥယျာဉ်လည်းပဲနည်းပါတယ်အသက်ဆုံးရှုံးတဲ့ဥယျာဉ်လည်းနည်းပါတယ်ဒါတွေဟာတကမ္ဘာလုံးအတွက် positive ဖြစ်တဲ့အရာတွေပါနောက်ပြီးတော့စေတနာရှင်တွေရောအစိုးရတွေရောဝိုင်းပြီးတော့ကူညီနေကြပါတယ်ပညာတွေလည်းပေးကြတယ်လိုအပ်တဲ့ပစ္စည်းတွေလည်းပဲအပူတွေပြင်းလိုက်ရှာနေကြတယ်ဖြစ်ဆွက်ပေးနေကြပါတယ်နောက်ဆုံးတစ်ခုကတော့မိမိရဲ့ကန္တာပဲအခန်းကန္တာဒီယောဂခက်ကြီးချုပ်ငိမ့်အောင်ကြော်လွှားနိုင်အောင်လုပ်တဲ့နေရာမှာလူတိုင်းနီးနီးကပါဝင်ပါတယ်တချို့ကဆရာဝန်တွေတူနာပြုတွေနေနဲ့ရှေ့တန်းမှာဆေးရုံတွေမှာပါဝင်ပါတယ်တချို့ကြတော့လူမှုကြီးကြပ်ရေးတွေအရာရှိတွေနေနဲ့ပြည်သူရဲတွေနေနဲ့နယ်ခြားတွေနယ်စပ်တွေလုံခြုံအောင်နိုင်ငံတိုင်းကလုပ်နေကြတယ်အဲ့ဒီဝန်ထမ်းတွေလည်းပဲတကယ်အရေးကြီးတဲ့ကိစ္စမှာပါဝင်နေကြပါတယ်ဘဏ်လုပ်ငန်းတို့ဆေးဆိုင်လုပ်ငန်းတို့အစားအသောက်နဲ့ပတ်သက်တဲ့လုပ်ငန်းတို့အဲ့ဒီလုပ်ငန်းတွေမှာလုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲတတိုင်းတစ်ပြည်လုံးကိုကြီးရှုစောင့်ရှောက်နေတာတိုင်းပြည်တစ်ပြည်ရဲ့လူမှုရေးနိုင်ငံရေးစီးပွားရေးပြိုကွဲမသွားအောင်ပြိုကျမသွားအောင်တာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုဂုဏ်ယူကြပါကိုယ့်ကိုယ်ကိုဂုဏ်ယူပါတခြားပုဂ္ဂိုလ်တွေလည်းပဲသူတို့ကိုဂုဏ်ယူကြပါနောက်ပြီးတော့အိမ်မှာနေတဲ့မိသားစုတွေအနေနဲ့လည်းပဲအိမ်မှာနေခြင်းအဖြစ်ဒီယောဂါတွေမကူးစက်အောင်မပြန့်ပွားအောင်အမှန်အရေးကြီးတဲ့အရန်ကိုအရေးကြီးတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေပါတယ်ဒါကြောင့်လူတိုင်းဒီလို positive contributions positive ဖြစ်တဲ့ပါဝင်လှုပ်ဆောင်မှုတွေလုပ်နေကြပါတယ်ဝင်လေထွက်လေချက်ချနာရှုရှိုက်ပြီးတော့မျက်လုံးဖွင့်လို့ရပါပြီတရားထိုင်ခြင်းကိစ္စပြီးပါပြီနေစဉ်အနည်းဆုံးတစ်ကြိမ်ကျင့်ကြံကြပါ